ကဲစစ်ကူထဲမှာမြင်ကြည့်လိုက်ပါလူတွေအများကြီးဟုတ်တယ်မြို့တစ်မြို့စလောက်ရှိတဲ့လူအုပ်ကြီးတစ်ခုလုံးတောခန္ဓာရထဲမှာခီးထမဲ့ဆိုရင်ဘလို့ချစ်မလဲဒီဇလန်ကအဲ့ဒီလိုပါပဲဣသရေလလူမျိုးတွေအကြောင်းပေါ်သူတို့ကတီနာတောင်ဆိုတဲ့နေရာမှာတနစ်လောက်နေပြီးတဲ့နောက်မှာအခုအိတ်တစ်စီကိုခီးဆက်ကြတော့မယ်အချိန်ပေါ်အားလုံးကတော့အစင်သင့်ပဲဆိုတော့ဒီလောက်များတဲ့လူတွေတနေရာကနေတနေရာကိုအတူတူရွှေ့ကြမယ်ဆိုတာကတကယ့်ကိုစင်ခုံမှုကြီးနော်အားလုံးအစင်ပြေပြေနဲ့ရှေ့ဆက်နိုင်ဖို့အရေးကြီးဆုံးအရာကဘာဖြစ်မလဲလို့ထင်ပါတယ်လဲအဖြေကတော့အစီအစဉ်တကျနဲ့စီကန်းရှိဖို့ပါပဲအဲ့ဒါကအဓိကပဲဟုတ်ပါတယ်လူတယောက်ချင်းစီမှာကိုယ့်နေရာကိုယ့်တာဝန်အတိအကျရှိနေဖို့လိုပါတယ်ဥပမာဘသူကရှေ့ကသွားမလဲဘသူကနောက်ကလိုက်မလဲဘယ်အဖွဲ့ကဘယ်နေရာမှာတေးထိုးရမလဲအားလုံးကိုအသေးစီတတ်မှတ်ထားတဲ့ပြီးဆုံးတဲ့အစီအစဉ်ကြီးတစ်ခုအတိုင်းပဲလိုက်လုပ်ခဲ့ရတာပါဒီစကားရဲ့ဒီပေကတော့ဘုရားသခင်ဟာအရာအလုံးကိုစနစ်တကျတည်တတ်ဖြစ်စေခြင်းနဲ့ဆိုတဲ့သဘောပါပဲအဲ့တော့ဣသရေလလူမျိုးတွေရဲ့စကားတစ်ခုလုံးကိုစီစဉ်တဲ့အခါမှာလည်းအဓိကအခြေခံထားတဲ့အချက်ကဒီစီကံဆိုတာပါပဲကဲဒီမှာသူတို့ရဲ့ခေါင်းဆောင်မှုပုံစံကိုတစ်ချက်ကြည့်လိုက်အောင်အပေါ်ဆုံးမှာဘုရားသခင်သူ့အောက်မှာမောရှေပြီးတော့မှတခြားခေါင်းဆောင်တွေအစင်းစင်းရှိနေတာကိုတွေ့ရမှာပါအမိန့်ညွှန်ကြားချက်တွေကအပေါ်ကနေအောက်ကိုရည်စည်းတယ်လို့ပဲစီစဉ်ပါတာဒီတော့လူတိုင်းကကိုဘာလို့ရမလဲဆိုတာရှင်းရှင်းလင်းလင်းသိနေကြတာပေါ့သူတို့စခန်းချတဲ့ပုံစံကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်နော်အလဲဘဟိုတဲတဲမှာအရေးကြီးဆုံးနေရာဖြစ်တဲ့ဖျားသခင်ရဲ့တဲတော်ရှိတယ်အဲ့ဒီတဲတော်ကိုယေပုရောဟိတွေကစဝိုင်းပုံဝိုင်းရံထားတယ်ပြီးတော့မှအပြင်ဘက်စဝိုင်းမှာလူမျိုးစုတွေကကိုနေရာနဲ့ကိုတဲထိုးကြလာအရာအလုံးကတကယ်ကိုစနစ်တကျပဲဒါပေမဲ့ဘလောက်ပဲအစီအစဉ်တွေကပြီးဆုံးနေပါစေလက်တွေ့ခီးကတော့ထင်တယ်လို့မလွယ်ကူခဲ့ဘူးဗျာဘာလို့လဲဆိုတော့တို့ဖျက်ရမယ့်ခီးကကြောက်ဆောင်ပြီးအခက်ခဲတွေနဲ့ပြည်နေတဲ့ကျန်းတဲ့တောကန်သားကြီးထင်နေလို့ပါပဲအောင်စရာကောင်းတာကခီးစားထုံနီးတိတ်မကြဘူး၃ရက်ပဲရှိသေးတယ်လူတွေစိတ်လှုပ်ရှားမှုတွေကမကျေနပ်မှုတွေဖြစ်ဖြောင်းသွားပါလေရောအစကတော့ဣသေတာလူမျိုးတွေနဲ့အတူအီဂျစ်ကနေလိုက်လာတဲ့ယောနောတော်လူများဆိုတဲ့အဖွဲ့ကစပြီးညှိညူကြတာဒါပေမဲ့တိတ်မကြလိုက်ဘူးတစခန်းလုံးကိုမီးလို့ပဲကူးဆက်ဖြန်းတန်းသွားတော့တာပဲကဲသူတို့ဘာကြောင့်ဒီလောက်တော့မကျေနပ်ကြတာလဲအကြောင်းရင်းကတော့အစားတော့ပေါ့တစ်ဖက်မှာသူတို့လွမ်းနေတဲ့အီဂျစ်ပြည်ကငါးတို့တကွားသီးတို့ဂျက်သွန်နီးတို့လိုအရသာရှိတဲ့အစားအစာတွေကိုတရိယာနေကြတယ်ဒါပေမဲ့လက်တွေ့မှာတော့နေတိုင်းစားနေရတာကမနမုံပမျိုးတည်းပဲရှိနေလို့ပါပဲသူတို့ရဲ့စိတ်ထဲမှာဘလို့ဖြစ်နေလဲဆိုတာကိုဒီစကားတွေကတတ်သိပြနေပါတယ်သူတို့အချင်းရဲ့ဘလောက်တောင်စိတ်ပြတ်ပြီးမပြောမင်းဖြစ်နေကြတယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ဒီတော့ဇလန်ကနောက်တစ်ပိုင်းကိုရောက်လာပါပြီဖျားသခင်ကလူတွေတောင်းဆိုနေတဲ့အရာကိုအသားကိုအတိအကျပေးဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့အဒီနောက်ကွယ်မှာတော့တကယ့်ကိုလေးနဲ့တဲ့သင်ခန်းစာကြီးတစ်ခုပါလာခဲ့ပါတယ်ဖျားသခင်ရဲ့ကတိကဘလို့ရှိလဲဆိုတော့အသားကိုတရက်စာလေးပေးမှမဟုတ်ဘူးတဲ့တလားလုံးစာဟုတ်တယ်တလားလုံးစားရတာရိုးကြီးသွားတဲ့အထီးကိုပေးမယ်လို့ဆိုပါတယ်ပြီးတော့တကယ်ကိုမယုံနိုင်စရာဖြစ်ကြီးတစ်ခုဖက်လိုက်ခဲ့တယ်လေပြင်းတစ်ချက်တိုက်လိုက်တာနဲ့ငိုးငတ်အုပ်ကြီးတဲ့အလုံးအရင်နဲ့ပါလာပြီးတော့စကားပတ်လည်မှာ3ပေလောက်အမြင့်ဒူးလောက်အထိကိုပုံတွားစေခဲ့တယ်လို့ဆိုပါတယ်စဉ်းစားတတ်ကြည့်တော့ဒါပေမဲ့အဲ့ဒီမှာပဲပြဿနာကအစလာတာသူတို့ရဲ့လောဘကြီးမှုရဲ့အကျိုးဆက်ကတကယ်ကိုကြောက်စရာကောင်းပါတယ်တောင်းတနေတဲ့အသားကိုတော့စားရပါတယ်ဒါပေမဲ့အလောဘတကြီးနဲ့စားသုံးခဲ့သူတွေဟာအလွန်ကြီးမားတဲ့ကိတ်ယောဂတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပြီးလူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရပါတယ်အပြန်ဘက်ကလူအများရဲ့အစားတောက်ပြဿနာပြီးသွားတယ်လို့ပဲရှိသေးတယ်နောက်ထပ်ပြဿနာတစ်ခုကမထင်မဲ့တဲ့နေရာအတွင်းပိုင်းကနေပေါ်လာပြန်ရောဘသူရီစီကလည်းဆိုတော့မောရှေရဲ့ကိုပိုင်မိသားစုဝင်တဲ့သူ့ရဲ့အကိုအာရုံနဲ့အမမီဒီယန်တို့စီကပါပဲသူတို့ရဲ့မကျေနပ်ချက်ကပါလဲဆိုတော့ဖျားတခင်ကမောရှေကနေတဆင့်ပဲစကားပြောတာလားမာရုကနေလည်းပြောတာပဲမဟုတ်ဘူးလားဆိုတဲ့အတွေးပါပဲအဓိကကတော့မောရှေရထားတဲ့အထူးခေါင်းဆောင်နေရာကိုမနာလို့ဖြစ်ပြီးသူတို့လက်တန်တို့အခွင့်အာဏာရတန့်တယ်လို့ခံစားခဲ့ကြတာပေါ့သူတို့ဘာကြောင့်အဲ့ဒီလိုမနာလို့ဖြစ်သွားရတာလဲဆိုတဲ့အကြောင်းရင်းတွေရှိပါတယ်ဥပမာခေါင်းဆောင်တစ်ကြီးရွေးချယ်တဲ့အခါမှာသူတို့ကိုလာမတိုင်ပင်တာတို့မိုးရှေရဲ့ဇနီးကိုတိတ်အမြဲမကြည့်တာတို့လို့ကိုရေးကိုတာမကြည်နပ်မှုတွေပေါ့အဲ့လိုအသေးဖွဲကိစ္စလေးတွေကနေမနာလို့စိတ်ကြီးဖြစ်လာခဲ့တာဒီကိစ္စမှာဖျားသခင်ကတိုက်ရိုက်ဝင်ပါလာပြီးသူတို့ကိုပြင်းပြင်းထန်ထန်ပြစ်တင်ဆုံးမချေပါတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့မကျေနပ်မှုဟာမော်ရှိတယောက်တည်းကိုပြောတာမဟုတ်ပဲသူ့ကိုခေါင်းဆောင်အဖြစ်ရွေးချယ်ခဲ့တဲ့ဖျားသခင်ကိုပါစန့်ကျင်ရရောက်နေလို့ပါပဲအဲ့လိုမလေးမစားလုပ်မှုအတဲ့အဖြစ်တန်ကချစ်ချင်းပဲကြာရောက်လာပါတယ်မီဒီယာဟာနို
လူနာယောဂါဖြစ်သွားပြီးသူ့ရဲ့အသားရည်ဟာနင်းလို့ဖြူဖွေးသွားခဲ့တယ်။ဒါသူတို့ရဲ့အလုပ်ရက်တွေကဘလောက်တောင်ဆိုးရသလဲဆိုတာကိုပြနေတဲ့လက္ခဏာတစ်ခုပါပဲ အချိန်တွေကဒီလိုဖြစ်သွားတော့အာရွန်လည်းနောင်တရပြီးတောင်းပန်ခဲ့ပါတယ်မောရှေကလည်းသူ့အမအတွက်ဆူတောင်းပေးခဲ့လို့မီဒီယန်ရဲ့ယောဂါကတော့ပျောက်ကင်းသွားပါတယ်ဒါပေမဲ့သူဟာစခန်းပြင်မှာ9ရက်တိတိနေခဲ့ရပြီးစခန်းတစ်ခုလုံးကလည်းသူ့အတွက်စောင့်ဆန်ခဲ့ရတယ်ဒါကသူ့အတွက်နှင်းချချင်းဆိုတဲ့သင်ခန်းစာတစ်ခုဖြစ်ခဲ့တာပေါ့ ကဲအခုဆိုရင်တော့ဒီကန်နာရာခီးချမ်းတွေကအဖြစ်ဖြစ်တဲ့နဲ့ရလိုက်တဲ့အရေးကြီးတဲ့သင်ခန်းစာတွေကိုအချင်းချုပ်အနေနဲ့ပြန်ကြည့်ကြအောင်ပါ ဒီဇလန်မှာတွေ့ခဲ့ရတဲ့အဓိကပြဿနာတွေထဲကတစ်ခုကတော့မနာလိုချင်ပါပဲဆိုလိုတာကတခြားကြောင်မှာရှိတဲ့အရာကိုကြည့်ပြီးကိုယ့်မှာမရှိလို့မကြေမနက်ထတဲ့ခံစားချက်မျိုးပေါ့ဒီခံစားချက်လေးတစ်ခုကနေပြဿနာပေါင်းစုံရဲ့အစဖြစ်နိုင်တယ်လို့တော့ဆိုထားပါတယ် ဒီဇလန်တစ်ခုလုံးကလည်းကျွန်တော်တို့မှတ်သားနိုင်တဲ့အထူးအချက်တွေကတော့ကြီးမားတဲ့အလုပ်တွေလုပ်တဲ့အခါစီကန်းနဲ့အဖွဲ့လိုက်လှုပ်ဆောင်မှုကတိတ်အရေးကြီးတယ်။အမြဲတမ်းမချေမနှက်ဖြစ်နေလာကအန်ဒီများနိုင်တယ်။ပြီးတော့မနာလို Windows ကကိုချစ်ခင်ရသူတွေကိုတောင်းထိတ်ခိုက်စေနိုင်တဲ့အထိပြဿနာကြီးကြီးဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ ဒီတော့ဒီရှေးအောင်ပုံပြင်တွေကသင်ခန်းစာကိုဒီနေ့ခေတ်နဲ့ချိတ်ဆက်ပြီးစဉ်းစားစရာမျိုးခုတစ်ခုနဲ့အဆုံးသတ်လိုက်ချင်ပါတယ်မနာလိုစိတ်ဆိုတာကရှုပ်ထွေးမှုနဲ့မကောင်းမှုအားလုံးကိုဖြစ်စေနိုင်တယ်လို့ဆိုထားတာကိုဒါဆိုရင်ဒီနေ့ခေတ်မှာမနာလိုမှုရဲ့မျိုးစစ်လေးတွေကဘယ်လိုနေရာတွေမှာပြဿနာအကြီးကြီးတွေအဖြစ်ရှင်သန်ကြီးထွားလာနိုင်မလဲဆိုတာကိုစဉ်းစားကြည့်ကြအောင်ပါ